အားလုံးပဲမင်္ဂလာပါခင်ဗျာ One day one widget for 20 days ဆိုတဲ့ UI tutorial season ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့ day 2ပေါ့နော်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့် widget ကတော့ add bar widget add bar widget ဟာဆိုလို့ scaffold ရဲ့ parameter တစ်ခုဖြစ်တယ်သူက add bar widget ကိုသုံးနေပေါ့နော်ဒီ add bar widget မှာသုံးများတဲ့ parameter တစ်ခုကတော့ title ဖြစ်တယ်ပေါ့နော် title ကသူ့ရဲ့သဘောတရားအရကိုသူက widget တွေကိုလက်ခံတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ information တွေစာသားတွေမဟုတ်ဘူးကြိုက်တဲ့တက်ရာ widget တွေကို display လုပ်လို့ရတယ်ပေါ့เนาะဒီမှာတော့စာသားကိုပဲ display လုပ်လိုက်မယ်ဒါဆိုရင် grass hub ဆိုပြီးတော့လာပေါ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့က title ကို center မှာထားခြင်းနဲ့ဆိုလို့ရှိရင်လည်း center title ဆိုတဲ့ parameter ခေါ်ပြီးတော့ true လို့ထားလိုက်လို့ရှိရင် title က center ကိုရောက်တော့မှာပါတယ်နောက်ထပ်အသုံးများတဲ့ parameter တစ်ခုကတော့ leading ဖြစ်ပါဒီ leading ကလည်း title နဲ့အတူတူပဲ widget ကိုလက်ခံတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ icon button ကိုသုံးလိုက်မယ်နော်ဒါဆိုရင် add bar မှာအပြောင်းအလဲဖြစ်သွားပြီနော် draw widget ကိုခေါ်ထားပေမဲ့ draw widget ကိုဒီ icon button ကနေလမ်းခေါ်လို့မရတော့ဘူးဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ scaffold widget ကို reference လုပ်ပြီး key တစ်ခုကိုရေးရတယ်ဒီ key ကြောင့်လည်းကျွန်တော်နောက် video မှာဆက်လက်ပြီးအသေးစိတ်ရှင်းပြပေးမယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ဒီ key ကနေမှ current state ကိုခေါ်ပြီးတော့မှ open drawer ဆိုပြီးတော့ command ပေးမှကျွန်တော်တို့ဒီ icon ကနေ draw လမ်းခေါ်လေးရဖြစ်တယ်နော် add bar ရဲ့နောက်ထပ်အသုံးများတဲ့ parameter ကတော့ action ဖြစ်ပါတယ်ဒီ action ကတော့ပေါ်နှစ်ခုနဲ့မတူဘဲနဲ့သူက widget တွေကို list အနေနဲ့ယူရဖြစ်တဲ့အတွက်ကျွန်တော်တို့နှစ်ခုသုံးခုလည်းထည့်လို့ရတယ်နော်ကျွန်တော်တို့ဒီမှာ icon button နှစ်ခုပဲထည့်ထားလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ဒီမှာ icon လေးနှစ်ခုအတက်တူလာဖြစ်ပါတယ်နောက်ပြီးတော့အကယ်၍ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ app ပါဒီလိုဒီတော့ကြဖြစ်နေကြိုက်ဘူးဆိုလို့ရှိရင်လည်း shape ဆိုတဲ့ parameter ကိုခေါ်ပြီးတော့ကျွန်တော်တို့ပြောင်းလဲလို့ရတယ်เนาะ shape ကကြတော့သူက bound သဘောတရားပေါ့နော် border သဘောတရားအနေနဲ့လက်ခံတာဖြစ်တဲ့အတွက်ကျွန်တော်တို့ rectangular ရွေးမလား circular ရွေးမလားဒါမှမဟုတ် linear ရွေးမလားဆိုတော့ရွေးလို့ရတယ်ဒီမှာတော့ကျွန်တော်က rectangular border ဝယ်ရွေးပြီးတော့ border radius ကိုကျွန်တော်နှစ်သက်တဲ့ပမာဏပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ app ပါဆိုလို့ရှိရင်တောင်းဒီမှာ border radius လေးရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော် custom ထည့်ထားတဲ့ theme အရောင်လို့ကျွန်တော်စိတ်ကြအရင်ဖြစ်နေပါတော့ဒီငွေအရောင်ကမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ background color parameter ကိုခေါ်ပြီးတော့ကျွန်တော်တက်ရ color ကိုပြောင်းလဲလို့ရတယ်ပေါ့နော်ဆိုတော့ app bar widget ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်